ဇက်သပင်လောကစီနီယာတွေလိုရုပ်ရှင်လောကမှာရောအောင်မြင်မှုတွေရယူနိုင်မှာလားအောင်စဘူးမကြသေးခင်ကပရိသတ်ချစ်တော်ဖြစ်လာတဲ့အောင်စဘူးကတော့ဇက်သပင်လောကမှာစီနီယာကြီးတွေဖြစ်တဲ့ဇက်မင်းသားလေးဖိုးချစ်တို့စွမ်းစာနေတို့လိုပဲဇက်သပင်လောကမှာတော့အောင်မြင်မှုတရဖူကိုပိုင်ဆိုင်ခွင့်ရခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်အောင်စဘူးရဲ့ဇက်ပွဲတွေဟာဆိုရင်ပွဲကင်းနေရမလန့်အားပေးသူများပြားခဲ့ပြီးတညကိုသိန်းညာချီဝင်ငွေရရှိတယ်လို့လည်းဆိုကြပါသေးတယ်အခုဆိုရင်တော့စီနီယာတွေဖြစ်တဲ့ဖိုချစ်တို့စွမ်းစာနီတို့လိုမျိုးတရုတ်ဆောင်လောကတဲကိုပါရောက်ရှိလာခဲ့တာဖြစ်ပြီးအချိန်တခဏလေးတွင်းမှာတင်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ခေါင်းဆောင်မင်းသားနေရာကိုပါတရုတ်ဆောင်လာရပြီပဲဖြစ်ပါတယ်။ပထမဆုံးပွဲဦးတော်မှာတဲ့အကယ်ဒမီမေမြင့်မို့မြင့်သူတို့နဲ့အတူတရုတ်ဆောင်ခွင့်ရရှိလာတာပဲဖြစ်ပါတယ်။စွမ်းစာနီယာဆိုရင်လည်းဗီဒီယိုကိကာလာမှာပေါက်ရောက်ဆုံးအောင်မြင်မှုအားပေးမှုအများဆုံးလို့ဆိုရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်မင်းသားကျော်အောင်စဘူးနေနဲ့ရောစီနီယာကြီးတွေရဲ့ခြေရာကိုတထက်တည်းနင်းနိုင်နေသူဖြစ်မလားဆိုတာကစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။